မိုင်းဆော့ဖစ်တယ်လို့မင်္ဂလာပါဒီနေ့ပြောပြပေးချင်တာကတော့2026ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးသွင်းအများဆုံးရွှေဖနက်စုကိုဘယ်ကစားသမားတွေကရရှိသွားမလဲဆိုတာပဲဖြစ်ပါတယ်။ကမ္ဘာကျော်ထိပ်တန်းကစားသမားတွေအများပြားဝင်ရောက်ရှင်ပြိုင်ကြတဲ့ပွဲစဉ်ဖြစ်တာကြောင့်ရွှေဖနက်စုရရှိဖို့အတွက်လည်းပြိုင်ဆိုင်မှုပြင်းထန်သွားမှာကိုလည်းမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲမှာတော့ပြင်သစ်အသင်းတိုက်စစ်မှုဘာပေးကရွှေဖနက်စုကိုရရှိခဲ့တာပါ။ဒါဆိုရင်2026ကမ္ဘာဖလားပြိုင်ပွဲမှာရွှေဖနက်စုရရှိဖို့အတွက်ရေပန်းစားနေတဲ့ကစားသမားတွေအကြောင်းပြောပြပေးခြင်းနဲ့ပထမဆုံးအဲ့ဒီကစားသမားကတော့ဘိုင်မြူနစ်အသင်းရဲ့တိုက်စစ်ကစားသမားဟယ်ရီကိန်းပဲဖြစ်ပါတယ်။ဟယ်ရီကိန်းကပြီးခဲ့တဲ့ရာသီကဘိုင်မြူနစ်အသင်းနဲ့ပြတ်သားခဲ့တဲ့ဂိုးသွင်းစွမ်းရည်တွေကြောင့်ရွှေဖနက်စုရဖို့ရေပန်းအစားဆုံးဖြစ်နေရလဲဖြစ်တယ်။ပြီးခဲ့တဲ့ရာသီမှာဘိုင်မြူနစ်အသင်းအတွက်ပြိုင်ပွဲစုံ62ဂိုးသွင်းယူထားပြီးတော့ဥရောပထိပ်တန်း9လီမှာဂိုးသွင်းအများဆုံးကစားသမားဖြစ်ရက်တည်နေရလဲဖြစ်ပါတယ်။နောက်ဆုံးကစားထားတဲ့ကမ္ဘာဖလားပြိုင်ပွဲ2ကြိမ်မှာလဲ10ဂိုးထိသွင်းယူထားနိုင်တဲ့ကစားသမားပါ။နောက်ထပ်ကစားသမားသူကတော့ပြင်သစ်တိုက်စစ်မှုဘာပေးပဲဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲမှာရွှေဖနက်စုရရှိခဲ့တယ်လို့ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာရွှေဖနက်စုရရှိခဲ့တယ်လို့ဗိုလ်လူပွဲမှာလည်း hat-trick သွင်းယူထားနိုင်ခဲ့တဲ့ကစားသမားပါ။ပြီးခဲ့တဲ့ရာသီ Harry Kane ပြီးရင်ဥရောပထိပ်တန်း9လီမှာဒုတိယဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားဖြစ်ပြီးတော့42ဂိုးထိတောင်သွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။နောက်ဆုံးကစားထားတဲ့ကမ္ဘာဖလားပြိုင်ပွဲ2ကြိမ်မှာ12ဂိုးထိသွင်းယူထားနိုင်ပြီးတော့အခုရှင်ပြိုင်မဲ့2026ကမ္ဘာဖလားမှာရွှေဖနက်စုကိုရရှိမယ်ဆိုလို့ရှိရင်တော့စံချိန်2ခုတင်သွားမယ်အနေအထားမျိုးမှာလည်းရှိနေတာပါ။နောက်တစ်ခုကတော့နော်ဝေးအသင်းရဲ့တိုက်စစ်ကစားသမားဟာလန်ပဲဖြစ်ပါတယ်။2026ခြေစစ်ပွဲမှာနော်ဝေးအသင်းကိုကမ္ဘာဖလားကိုပထမဆုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ခြေစစ်ပွဲတွေမှာ16ဂိုးထိသွင်းယူထားနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။ဂိုးသွင်းဆက်လို့ကျွန်တော်တင်စားခြင်းခံလာရတဲ့ဟာလန်ဟာပြီးခဲ့တဲ့ရာသီမှာပြိုင်ပွဲစုံ38ဂိုးသွင်းယူပြီးတော့ဟယ်ရီကိန်းဘာဘေးတို့ရဲ့နောက်မှာရှိနေရလဲဖြစ်ပါတယ်။ကမ္ဘာ့ပြိုင်ပွဲကိုပထမဆုံးချိန်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့နော်ဝေးအသင်းနဲ့တူအောင်မြင်မှုရယူပြီးတော့ရွှေဖနက်စုရရှိနိုင်ဖို့အတွက်ပြစ်မှတ်ထားနေမှာလဲသိကြပါတယ်။နောက်တစ်ခုကတော့အာဂျင်တီးနားအသင်းရဲ့တိုက်စစ်မှုမက်ဆီပါ။ပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲမှာ9ဂိုးသွင်းယူပြီးတော့အသင်းကိုချန်ပီယံစုရရှိအောင်စ조사ပေးနိုင်ခဲ့တဲ့ကစားသမားလေးဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲမှာ73ဂိုးထိသွင်းယူထားပြီးတော့မက်ဆီဟာသူ့ရဲ့အခုနောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲမှာလည်းအကောင်းဆုံးပုံစံတွေပြသပြီးတော့ရွှေဖနက်စုရယူနိုင်မှုအတွက်ပြစ်မှတ်ထားနေမှာလည်းဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့မက်ဆီအတွက်ကတော့ဥရောပရွှေဖနက်စုအပြင်ကျွန်တော်တို့ဂျာမနီကနဝင်ကစားသမားကလိုဇေးရဲ့ကမ္ဘာဖလားပြိုင်ပွဲ16ဂိုးသွင်းယူထားနိုင်တဲ့စံချိန်ကိုကျော်ဖြတ်သွားနိုင်မလားဆိုတာကလည်းစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။နောက်ထပ်သူကတော့ပေါ်တူဂီတိုက်စစ်မှုခရစ္စတီယာရိုနယ်ဒိုပါ။မက်ဆီနဲ့သူကမ္ဘာဖလားပြိုင်ပွဲကို6ကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့6ကြိမ်စလုံးမှာဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လေအခွင့်အရေးရှိနေရလဲဖြစ်တယ်။ကမ္ဘာဖလားပြိုင်ပွဲမှာ10ဂိုးသွင်းယူထားတဲ့ခရစ္စတီယာရိုနယ်ဒိုဟာဒီပြိုင်ပွဲမှာသူ့ရဲ့ကမ္ဘာဖလားနောက်ဆုံးပြိုင်ပွဲဖြစ်လာမှာပါ။ဒါကြောင့်ပဲကျွန်တော်တို့စီနိုဒိုဟာချန်ပီယံစုကိုရယူဖို့စိတ်ဆန္ဒပြင်းပြနေတယ်လို့ရွှေဖနက်စုကိုရယူနိုင်ဖို့အတွက်လည်းအကောင်းဆုံးပြစ်မှတ်ထားနေရလဲဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲမှာနောက်ထပ်ကျွန်တော်တို့ရွှေဖနက်စုရယူနိုင်ဖို့ရေပန်းစားနေတဲ့ကစားသမားတွေကတော့စပိန်တင်းတိုက်စစ်မှုအိုယာဇာပဲတောင်မန်ကစားသမားရမယ်ဘရာဇီးတိုက်စစ်ကစားသမားဗီနီစီယက်ပြင်သစ်တောင်မန်ကစားသမားဒန်ဘီလီအီဂျစ်တိုက်စစ်ကစားသမားဆာလာနဲ့စီနီဂေါကစားသမားမာနီတို့ပဲဖြစ်ပါတယ်။ဒီကစားသမားတွေထဲကပဲဘယ်သူကရွှေဖနက်စုကိုရယူသွားနိုင်မလဲဒါမှမဟုတ်ကမ္ဘာဖလားပြိုင်ပွဲကအခြားကစားသမားတို့ကပဲဒီရွှေဖနက်စုကိုရယူသွားနိုင်မလားဆိုတာကလည်းကျွန်တော်တို့အတူတူစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။